ဒါကြောင့်ဟိုရှင်အနန္ဒာကအရေးတကြီးမှားတာပိတုနေနာတဲ့ခုံးတိုက်တတ်တဲ့လူနဲ့မင်းဘယ်တော့မှမပေါင်းနဲ့ခုံးတိုက်တတ်တဲ့လူနဲ့ပေါင်းရင်မင်းဘယ်တော့မှစီလုံးညီညွတ်တဲ့တမက္ခိယတာဆိုတာတွေ့မှာမဟုတ်ဘူးဒုက္ခရောက်နိုင်တယ်နောက်တစ်ခုကကောရဏီနာဆိုအမျက်ဒေါသကြီးတဲ့လူနော်အညိုတေးထားရတဲ့လူဒေါသကြီးပြီးတော့အတေးမှတ်လုပ်တတ်တဲ့လူစိတ်တူတဲ့လူတွေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့လည်းမပေါင်းနဲ့တဲ့ထိခနဲ့ရှိလို့ရှိရင် तू ကဒေါသအလျောက်လူတယောက်ကလုပ်တတ်တယ်အဲ့ဒါကြောင့်လို့ကိုဒေါသကိုမနိုင်နိုင်တဲ့ဒေါသကြီးတဲ့လူနဲ့လည်းမိတ်ဆွေမဖွဲ့နဲ့တဲ့တတိထားမပေါင်းနဲ့တဲ့နောက်တစ်ခုကမစ္စရိနာစာ selfish ကိုအရေးပဲကိုချီတယ်သူများကိုမချီတဲ့လူမျိုးမစ္စရိဆိုတာကိုကြည်ပွားရင်ပြီးရောသူများနဲ့ပတ်သက်တာလို့ရှိရင်သူများကိုယ့်ရဲ့ကြီးပွားတိုးတက်မှုကိုဘယ်တော့မှမျှဝေမှာမဟုတ်ဘူးကိုယ့်ရဲ့အောင်မြင်မှုကိုလည်းဘယ်တော့မှမျှဝေမှာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့လည်းမပတ်သက်နဲ့နောက်တစ်ခုကဝိဘူဒနန္ထိနာဝိဘူဒဆိုတာပျက်စီးဆုံးရှုံးခြင်းလူတယောက်ပျက်စီးသွားတာကိုကျင့်တတ်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်နော်လူတယောက်ဆင်းရဲတာကိုကြိုက်တဲ့ပုဂ္ဂိုလ်မျိုးစီးပွားရေးဆိုးရုပ်တာတော့နော်လူတယောက်ဒုက္ခရောက်သွားရင်ကျင့်တတ်တာခုခေတ်ဒုက္ခရောက်ဘာလို့လဲလူတွေပြောကြငေဥသီးထဲတာလားကျင်းထဲတာလားဘာထဲတာတော့နော်အဲ့ဒါတွေလှုပ်တာတွေပေါ့အဲ့လိုဒုက္ခရောက်အောင်လှုပ်တတ်တဲ့လူတွေဝိဗုဒ္ဓနန္ဒီလို့ခေါ်တယ်အကောင်းမှတ်မနေနဲ့နော်ကျင်းထဲတာများရှင်းတော့ကတော့ဒီစကားမပေါ်ခင်လေးကဘာလို့ဆိုချွန်းအချွန်းနဲ့မှတယ်ဆိုတဲ့စကားလေးပြောခဲ့ဒါတွေကဘန်းစကားတွေစလိုဂန်တွေဆိုတော့အခုပြောပြီးနောက်ကျရင်ပျောက်တော့ပြန်ရောခေတ်မစားဘူးနော်ဟိုရင်တခါတော့သိသေးတယ်မို့လားလူတွေကစကားလာပြောလို့ရှိရင်အပလာပြောလို့ရှိရင်အာလူလာမပေးနဲ့ဆိုတာတစ်ခေတ်ပေါ်ခဲ့သေးတယ်အခုအာလူလည်းပျောက်သွားပြီနော်အာလူလာမပေးနဲ့အခုကျတော့ဘာဖြစ်လဲဂျင်းလာမထဲနဲ့အဲစကားဆိုတာဒီလိုစလိုဂန်တွေဆိုတာပြောင်းလဲပျောက်တာပဲအမြဲတမ်းပဲသူကအတိစကားမဟုတ်ဘူးဒါတွေကနော်ခေတ်အလိုက်ပေါ်လာတဲ့စကားတွေပေါ့အဲ့တော့ဝိဗုဒ္ဓနန္ဒီဆိုတာလူတယောက်ဒုက္ခရောက်သွားတာကိုကြိုက်တယ်လူအဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေမပေါင်းနဲ့နောက်တစ်ခုကတော့ဝိဗုဒ္ဓဆိုတာတယောက်နဲ့တယောက်စီလုံးညီညွတ်မှုမရှိတာကိုသဘောကျတဲ့လူဆိုတာဒါကတော့ပေတုနာနဲ့တွားပြီးတော့တူတယ်ခုနကပျက်စီးတာကိုကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ရှင်အနန္ဒာကမပေါင်းရမယ့်လူ၄မျိုးဆိုတဲ့အနေအထားကိုဖော်ပြတယ်ပိတုနာဂုံတိုက်တတ်တဲ့လူလည်းမပေါင်းနဲ့ကောဒနာဒေါသအမျက်ကြီးတဲ့လူလည်းမပေါင်းနဲ့မစ္စရိကိုကျိုးရှာတဲ့လူလည်းမပေါင်းနဲ့ဝိဗုဒ္ဓနာနီတစ်ဖက်သားဆွေးပြပြသွားမဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒါကိုကြိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့လည်းမပေါင်းနဲ့တခိတံနာဂရိယပန္တိတောပညာရှိတဲ့ပုဂ္ဂိုလ်ဟာသူတို့လိုပုဂ္ဂိုလ်တွေနဲ့မိတ်ဆွေမဖွဲ့နဲ့တဲ့ဘာကြောင့်မိတ်ဆွေမဖွဲ့နဲ့လို့ပြောရတော့ဆိုတော့အကြောင်းလေးကပါပောကာပုရိသေနသင်္ကမောကာပုရိတဆိုတာတပုရိတဆိုတာသူတော်ကောင်းကာပုရိတဆိုတာလုံးအောက်တန်းကြတဲ့ရှင်စရာကောင်းတဲ့လူမျိုးလို့ဆိုလို့တယ်ပေါ့ကာဆိုတာဆက်ဆုပ်ဖွယ်ကောင်းတဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်မျိုးစိတ်ဓာတ်အနေနဲ့အောက်တန်းကြတယ်ဒါကြောင့်မို့ပါပောကာပုရိသေနသင်္ကမောဒီလိုစေယုံမှာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းလို့ရှိရင်တဲ့လူဟာဒုက္ခရောက်သွားနိုင်တယ်ဒါကြောင့်မပေါင်းပါနဲ့လို့ဒါရှင်အနန္ဒာမပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုပြော